ကိုဘာပြောချင်လဲအဖိုး ဒီနေ့ရှုံးရင်နောက်နေ့ကြိုးစားပေါ့ကွာနောက်နေ့မှထပ်ရှုံးရင်လည်းစိတ်မပူနဲ့မင်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး အဖညားလန်လေးစူးမအောင်မကြောက်ဘူးလား ညာလန်နေစူးမအောင်မကြောက်ဘူးသမီးအထားခံရမှာပဲပိုကြောက်တယ် မင်္ဂလာပါရှင်ကျမနောက်ကမြင်တွေ့နေရတဲ့အဘွားကတော့မြန်မာနိုင်ငံရဲ့ဆိုင်ငယ်ဘရင်မပဲဖြစ်ပါတယ်ကျမဒီအလုပ်ကနေနားရတော့မယ်ထင်တယ်အဘွားရေခဲရေကအေးရဲ့လား အေးတာပေါ့ကွယ်သမီးတို့ချစ်သူနှစ်ယောက်လိုပဲပေါ့ အမမကောင်းလေးရှိလားဗျာ မရှိဘူးရှင် ဒါဆိုရင်အမရေအုတ်ထားရင်ပုတ်သွားမယ်လှန်စားမှတန်သွားမှာ တဲ့ရဆက်ဆက်ရ အနီဘာလို့ခုဒီအပြိုကြီးဖြစ်နေရတာလဲရှင် နင်းအောင်ခုထိကြိုက်မဲ့သူမရှိသေးတာပဲငါလာရှေ့မနေနဲ့အဖိုးနဲ့အဖွားတို့ဒီလောက်ထိအသက်ရှည်တာဘာကြောင့်လဲလို့ထင်လဲ မင်းကိုပျော်အောင်ထားလို့ပြီးတော့မိမနဲ့ပြိုင်မငင်းလို့ ရီစားဟောင်းကိုဘာပြောချင်လဲ ပြတ်သွားပြီမဲ့ blog စရာမလိုပါဘူးဗျာ ရီစားဟောင်းကိုဘာပြောချင်လဲ တစ်ချိန်ကချစ်ခဲ့ကြတာပဲစစ်တိုက်ခဲ့ကြတာမှမဟုတ်တာပြတ်သွားပြီမဲ့ blog စရာမလိုပါဘူးဗျာ အဖိုးအရက်တောက်တက်လား အဖိုးကမတောက်ရင်လဲလုံလုံတောက်ရင်လဲတုံလုံးဖြစ်တဲ့အထိတောက်တာ ကမာပေါ်မှာအကြောက်ဆုံးရပါလဲ ကျွန်တော်မိန်းမပဲ तू ကအရာအလုံးကိုတီးပြီးအမြဲတမ်းမှန်တယ်